ညပစွန်စီအောင်တန်းတောင်းနှံနေနောက်သူရှူဝင်ပြီးဆိုထန်းတော်ဦးရဲ့လွန်လုံးမို့အမိန်တို့ဤဆိုပြုံးမင်းရင်ခလမ်းမှာခင်လေးမပါတော့လို့မပြေမဆိုအိတ်တန်းတန်းငါတေးနဝင်မချိုးလွမ်းစရာတနေ့တစ်မျိုးမျိုးတနေ့တစ်မျိုးမျိုးထိန်ကြီးအောင်လာရောင်ဖြာတော့ကိုယ့်ရဲ့အနာဂတ်လေးရမောင်းတဘာဝရဲ့လာရီတော့မေးချင်တော့တဲ့ဖြစ်လေးပြင်းရဲ့လွမ်းရောင်ဖန်ဆောင်အတေးရဲ့ပကြီးကလေးမြင်ရောင်တဘာဝရဲ့